ဒီနေ့မင်္ဂလာပါဒီနေ့ဟိုဈေးဝယ်နေတခုတွေးစရာလေးဖြစ်လာတယ်ပေါ့နော်ပါလဲဆိုတော့ဒီနေ့ငါငမြင့်ချင်းလားငကျင်းလားတော့မသိဘူးကျွန်တော်သိမခွဲရအောင်ငမြင့်ချင်းမဲ့ထားပါတော့ငမြင့်ချင်းကိုမကြီးနဲ့လေးနဲ့ပေါ့နော်ချင်းဆက်လေးချက်မယ်ပေါ့နော်လူကလှုပ်လှုပ်ရှားရှားလေးသိမရှိတော့တအေးလေးနဲ့ချင်းဆက်လေးချက်စားမယ်ဆိုပြီးငါတော့ဝဲတာငါထဲရောက်လဲရောက်ကိုငါထဲမှာငါခုတ်ပေးနေကြဖိလစ်ပင်းဘဲတွေရှိတယ်အဲဒီဘဲကဒီနေ့မတွေ့တော့လူကလည်းရှင်းနေတော့တာနဲ့သားတန်းကိုလှမ်းကြည့်လိုက်တော့သားတန်းကဘဲတွေလှမ်းရှိုးနေပေါ့နော်ဆိုတော့အဲ့နဲ့သူ့လက်လမ်းပြလိုက်တော့သူကသားတန်းကနေပြီးတော့ငါးတန်းကိုထွက်ချလာပြီးတော့ bro တို့ဒီငါးလေးဘယ်ဈေးလဲတစ်ချက်ချိန်ကြည့်ပေးပါလားအဲ့နဲ့သူငါ့ကိုချိန်ပြီးချိန်ပေးလဲပြီးသွားရောသူကကျွန်တော်အကောင်လိုက်ဝယ်မယ်ထင်တာအဲ့တော့အဲ့နဲ့ကျွန်တော်ထုံးစံတိုင်းဟိုဖိလစ်ပင်းဘဲဆိုလို့ရှိရင်ကျွန်တော်အမြင်ခုတ်ပေးတယ်ဗျာအဲ့နဲ့ bro တို့ခုတ်ပေးပါလားလို့သုံးတတိလေးပေါ့နော်ထင်းကြော်မဲ့ပုံစံပေါ့လက်နှလုံးလောက်ပေါ့နော်သူပြဆရာသမားမျက်နှာပြတ်သွားအဲ့နဲ့ okay လဲဆိုပြီးတော့အဲ့နဲ့စနေတော့မှတင်ပြီးခုံလို့လို့တယ်ဘရိုခါလေးခဏလေးလို့ဘာသာခုတ်ပေးလို့အဆင်ပြေလားလို့မောင်းရင်ကျွန်တော်ဒီ9တန်းဒီ9 session တယောက်လာတော့မှကျွန်တော်ပြန်လာခဲ့မယ်လို့အဲ့နဲ့ပြော bro တဲ့ငါကားတဲ့တရားတဲ့ in chat တဲ့ဒီဟာကြီးအကုန်လုပ်တတ်တယ်လုပ်တတ်တယ်ဆိုလို့ပေါ့အဲ့နဲ့ငါ့ကိုစနေတော့မှတင်ပြီးတော့စာခုတ်ခဲ့တဲ့ကိုကတဘောတော့ပေါက်လိုက်ပြီပေါ့နော်ဆိုတော့တခုခုကတော့ movement မနေတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့လူကသူကျွမ်းကျင်အပိုင်းမှာသူ့အသွေးမွေးနဲ့သူကရှေ့ပြီးသားဗျာနော်ကြည့်တာနဲ့သိရဗျာနော်ဆိုတော့ဒါကဂိုင်ပုံဂိုင်နေငါအယူစာကိုလည်းမကျွမ်းကျင်ပါဘူးဒါပေမဲ့အရှိကျွမ်းကျင်တဲ့လူတွေလောက်တာမြင်ဖူးတဲ့ဟာလေးknowledge ကပြောမယ်ဆိုအမြင်နဲ့ရှိနေတော့ဗျာဆိုတော့ဒီပြဂိုင်တော့မဟုတ်သေးဘူးလို့ငါတော့ဒီနေ့တခုခုတော့သွားပြီးနေတူတယ်လို့ကျွန်တော်သိရတဲ့လောက်တော့ဗျာတော့ငါအသေးချေပေါင်ခါရပေါ့နော်ဆိုတော့အဲ့နဲ့သူဂိုင်နေတာခေါင်းနဲ့သူဖြတ်ပြီးသွားရင်ငါဂိုင်ထားပါတော့တို့ပြောမယ်ဆိုလို့ရှိရင်ဂိုင်ပြတိကျတဲ့ထဲအချိန်မှာငါအရေးကြီးရွှဲနေပါဗျာသိရမှာဆိုတော့သွားပြီးနေတူတယ်လို့အဲ့နဲ့ကျွန်တော်လည်းဘာပြောနေတော့ဗျာသိရမှာနဲ့ဝယ်ပြီးတော့ဟင်းချက်မယ်ဆိုပြီးချက်တော့ငါကတကယ်ပဲပိုက်သားမှာခါနေရောအဲ့ဒါနဲ့ဒီပဲငါပြောတယ်ပေါ့နော်ဆိုတော့မတက်နိုင်ပေါ့နော်အဲ့တော့ဘာလုပ်လဲဆိုတော့ငါ့ကိုကြော်ပလိုက်ရတယ်ကြော်ပြီးပြန်ချက်ပေါ့နော်ဆိုတော့ခိုင်းဆိုလို့ရှိရင်ဟင်းနေကြော်ချက်ဆိုတော့လူကမလုံးမရှားနဲ့ဆိုတော့စီစားရများတော့စီဝဖြစ်မှာဆိုတော့အဲ့ဒီကတော့မကြော်ဘူးလို့ငါ့ကိုဒီတိုင်းချက်မယ်ဆိုပြီးတော့အတွေ့ရငါကြော်လိုက်ရတဲ့အဖြစ်ရောက်သွားရောအဲ့ဒီကနေတဆင်ဘာတွေးမိလဲဆိုတော့ဗျလူကအသားတန်းမှာခုတ်တဲ့လူကလည်းပြပညာနဲ့သူရှိလိမ့်မယ်ဗျာနော်ဒါပေမဲ့9တန်းကိုလာပြီးတော့အသားတန်းခုတ်တဲ့ပညာနဲ့9တန်းမှာလာလုပ်လို့မရဘူးဆိုတဲ့အရာပေါ့ဗျာနော်ဆိုတော့သူ professional ဆိုတာကသူရှိပြီးသားတာနော်လူတိုင်းမှာအဲ့တော့ပညာရတိုင်းကိုအကုန်လုံးလိုက်လုပ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ခုကပါလဲဆို attitude ပေါ့နော်ဆိုတော့လူက skill ဆိုတဲ့ကျွမ်းကျင်မှုပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ attitude ပေါ့နော်ဆိုတော့ attitude ကောင်းဖို့နဲ့ကျွမ်းကျင်မှု skill ဆိုတဲ့အရာလိုတယ်ပေါ့နော်ဆိုတော့အစကတည်းကဒီဘဲကိုကြည့်လိုက် attitude ကမကောင်းဘူးဗျာဒီလားဆိုတော့လူကမျက်နှာမှာပေါ်တာဟုတ်ဆိုတော့ skill ကလည်းမရှိဘူးဆိုတော့ပြီးရောပေါ့ဗျာနော်ဆိုတော့ skill လည်းမရှိဘူး attitude လည်းမကောင်းဘူးပြီးတော့ဒီမှာလည်းသူပြောမယ်ဆိုသိမှာလာလုပ်တဲ့ပုံစံကဟုတ်မနေဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့attitude လည်းမကောင်းဘူး skill လည်းမရှိဘူးဆိုတော့တေးကြတယ်ခင်ဗျာကိုကျွမ်းကျင်တဲ့ရက်ဝန်းနေသူများရက်ဝန်းကိုလာပြီးလုပ်တဲ့အခါမှာဘယ်သူတော့မှကောင်းချုံမရှိဘူးအဲ့တော့ skill တော့ရှိပါတယ်ငါတော့ခုတ်တတ်တယ်ပဲထားဗျာနော်ဆိုတော့ attitude မရှိပြန်ရင်လည်းမကောင်းဘူးဗျာနော်ငါခုတ်တတ်ပဲမယ်ကျွန်တော်မေးလိုက်လို့တဲကြီးအိတ်ကိုတက်မင်းတကလှီးလိုက်တယ်ဆိုလို့ရှိရင်လည်းခံရမှာပဲဗျာနော်ဒါပေမဲ့တခုရှိရပါလဲဆိုတော့ကျွန်တော်ကသူ့ကိုနှစ်ခုလုံး lack off ဖြစ်တယ်ဆိုတာကိုကျွန်တော်သွားသတိထားမိတာငါကင်တွယ်ပုံကင်တွယ်နီးမှာဆရာသမားဆာမေးဝက်ကြားတယ်အဲ့တော့ကျွန်တော်သူ့ကိုခောက်ချက်ချတာ skill လည်းမရှိဘူး attitude လည်းမကောင်းဘူးအဲ့တော့သူများရောက်မှလည်းလာလုပ်တယ်သုံးစလုံး fail နော်သုံးစလုံး fail ဆိုတော့skill တော့ရှိတယ် attitude မကောင်းဆိုလို့ရှိရင်လည်းဆောင်းတာပြောတယ်ပေါ့နော်ငါတဲကြီးအမြင်ကပ်ပြီးတော့လှီးလိုက်လို့ရတယ်ဗျာနော်ဒါကပြောမှဆိုအသက်နဲ့မညီတဲ့အရာပေါ့ဗျာနော်ဆိုတော့လူရဲ့ emotion နဲ့လုံကောင်းလုံးနေတယ်ပေါ့အဲ့တော့အခုကပြောချင်တာကဘာလဲဆိုတော့ဒီနေ့ရဲ့ lesson learn က skill ရှိတယ်ဒါပေမဲ့ attitude မကောင်းဘူးသူများရောက်ပေါ်မှာကိုယ့်ရောက်ပေါ်မဟုတ်ဘဲနဲ့လာပြီးအလုပ်လုပ်မယ်ဆိုရင်ခင်ဗျားဒီသူများကောင်းကျိုးကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတာမြေကြီးလက်ကမလွယ်ပါပဲကျွန်တော်ကဒီလိုပဲယုံကြည်တယ်ကိုယ့်ရောက်ပေါ်နဲ့ကိုနေဒါဆိုရင်လူများလေးစားခြင်းခံရမယ်နော်ကိုယ့်ရောက်ပေါ်မဟုတ်ဘဲနဲ့ကိုလည်းပါတီလည်းပါစိတ်ကောင်းလည်းမရှိဆိုလို့ရှိရင်တော့မလွယ်ဘူးအဲ့ဒီပြောချင်တာပါ thank you ပါ